ကယ်ရှင်တို့ရေဖိလစ်ပိုင်နိုင်ငံရောက်တော့မြန်မာအစားအစာကိုကျမအမျိုးသားကိုခေါ်ပြီးတော့မှသွားစားကြပါမယ်အခုကျမရောက်နေတဲ့မြို့ကတော့ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မနီလာမြို့မှာဖြစ်ပါတယ်ရှင်အမှန်ကတော့ဒီနေ့ကကျမတို့နှစ်ယောက်ဒီဖိလစ်ပိုင်ခီးစဉ်ရဲ့နောက်ဆုံးရက်ဖြစ်ပါတယ်မပြန်ခင်လေးမှာမြန်မာအစားအစာကိုကျမကတော်တော်လေးတတိယနေပြီဆိုတော့အဲအကြောင်းမို့သွားစားဖြစ်ခဲ့ပါတယ်အရသာကဘယ်လိုပုံစံရှိမလဲဖိလစ်ပိုင်ထဲမှာဆိုတော့ဖိလစ်ပိုင်အများစုကအဆက်တီမစားကြဘူးဖိလစ်ပိုင်နိုင်ငံထဲကကျမတို့မြန်မာအစားအစာကဘယ်လိုပုံစံမျိုးလေးထွက်လာမလဲဆိုတာကိုကျမနဲ့တူတူတွက်ကြည့်ကြမယ်နော်ကျမကတော့မာကာတီကနေပြီးတော့မှဒီကိုလာတာဖြစ်ပါတယ်အချိန်ကဖြစ်ကတော့နိုင်ဝက်လောက်တော့ကားစီးခဲ့လိုက်ရပါတယ်မြန်မာဆိုင်ရှိတဲ့နေရာကတော့ကျမထင်တာမြို့သစ်ဖြစ်မယ်ထင်တယ်ရှင်တော်တော်လေးကိုမှလာပါတယ်အဲဒါဆိုလို့ရှိရင်တော့ကျမတို့ရောက်ပါပြီအမကျမကဘာမှခဲ့လဲဆိုတော့စမူစာကြော်ရဲ့ပြီးသွားတော့လက်ဖက်တော့အုံနိုးခောက်ဆွဲနဲ့မုံဟင်္ကာတို့ကိုကျမကမှာခဲ့ပါတယ်လက်ဖက်ကတော့လေသူတို့နှက်ထားတဲ့လက်ဖက်ကတော်တော်လေးကိုကောင်းတယ်ဒါပေမဲ့ပဲကတော့ကျမတို့မြန်မာပြည်မှာလောက်တော့မစုံဘူးပေါ့နော်ဒါပေမဲ့လည်းဖိလစ်ပိုင်ရောက်တဲ့အခါမှာအလွမ်းပြင်းနေနဲ့စားချင်တယ်ဆိုလို့ရှိရင်တော့လက်ဖက်တုပ်ကတော့ကျမ recommend ပေးပါတယ်ပြီးတော့စမူစာကြော်လဲတော်တော်လေးကိုအဆင်ပြေပါတယ်မုံဟင်္ကာနဲ့အုံနိုးခောက်ဆွဲကတော့ကျမအတွက်ကတော့50ပေါ့နော်စားလို့ရတယ်ဒါပေမဲ့အရင်တော့မကြိုက်ဘူးပေါ့နော်အဲ့နှစ်မျိုးကိုမကြိုက်ရတဲ့အကြောင်းရင်းကတော့မုံဟင်္ကာကကြာစံနဲ့ဖြစ်နေတာရဲ့အုံနိုးခောက်ဆွဲကလည်းကျမအတွက်နနွင်းနှံ့တော်တော်လေးကိုပြင်းပါတယ်အုံနိုးအနှံ့ပြောက်ပြီးတော့မှနနွင်းနှံ့ပြင်းသွားတာပေါ့နော်ဒါပေမဲ့လည်းမုံဟင်္ကာရဲ့အရည်ကတော့တော်တော်လေးကိုစားကောင်းပါတယ်ကျမတို့အဖက်ပဲနည်းနည်းလူသွားတာပေါ့နော်ဒါလေးကလက်ဖက်တော့ပေါ့နော်လက်ဖက်တော့ပဲရတော့အဆုံးပါဘူးဒါပေမဲ့သူရဲ့ဒီနက်ထားလက်ဖက်တော့ကောင်းတယ်စားလို့ကောင်းပါတယ်It's better the one that you do at home. Okay. There is something missing. I don't know. Yeah, in your home it's not good or it's not good. In your home, it's not good. Yeah, okay. They are missing some beans. So we have more beans in the bag. The fermented tea leaf is so good. Mong hiền là con gạo cha sẵn nó rất là ông nó khó sửaဒါကတော့ကျမအတွက်ဆိုလို့ရှိရင်တော့မုံဟင်္ကာကိုကြာစံနဲ့ပထမဦးဆုံးအချိန်ပေါ်မှာအစားဘူးတာဖြစ်ပါတယ်ဒါပေမဲ့လည်းနိုင်ငံခြားမှာဆိုတော့ကျမတို့မြန်မာပြည်လိုတော့ဘယ်လိုတူနိုင်ပါမလဲပေါ့နော်ဒါကတော့ကျမနားလဲပါတယ်ရှင်ငါ့ကိုပြန်ရောက်မှပဲကိုယ်တိုင်ချက်ပြီးတော့မှတဝကြီးအပီပင်ဆွဲပါတော့မယ်ရှင်ကျမအမျိုးသားကြတော့သူကအုံနိုးခောက်ဆွဲစားတာပေါ့နော်အုံနိုးခောက်ဆွဲကိုကြတော့သူကြိုက်တယ်ဒါပေမဲ့ကျမအိမ်မှာချက်တာလောက်တော့မကောင်းလို့တော့ပြောတာပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ကျမတို့စားလို့ပြီးသွားပြီပေါ့နော်လက်ဖက်သုံးနဲ့စမူစာကြော်ကတော့ကုန်ပြောင်းတယ်So good. နောက်ဆုံးရက်ဆိုတော့မှကျန်နေတဲ့အကျွေလေးတွေကိုတုံးပြီးတော့ပတ်စံနေနေရှိတဲ့အဟာတွေနဲ့ဒါစားဖို့ရှင်းပါမယ်ရှင်